တို့ကအလုံသွားစရာရှိတယ်ဆိုရင်ဘုရားဆွမ်းတော်မတင်ရသေးလို့ဆွမ်းတော်တင်ရအောင်တန်ဃာတော်ဆွမ်းမလောင်းရသေးလို့ဆွမ်းလောင်းရအောင်မိမမစားရသေးလို့စားရအောင်ဆိုပြီးတော့ဥဖြားပြားလေးခုခတ်ခြံပြီးတော့မှစားသွားကြပါအဲ့ဒါစားလို့ရတယ်ဟဲ့ဒါကြောင့်စားဥဆိုတာတော့ပြိဿကြီးသဘောပေါက်သွားပါပြီကိုမစားခင်လှူတဲ့ဥဖြားပြားပြိဿစားဥဆိုတာသိပလားသိပါပါကဲစားရဲကိုလည်းနည်းပြောကြအောင်ဆိုစားရဲဆိုတာတရားနာပြိဿကြီးသမီးနဲ့ပကံများတဲ့ကလေးလိုဘလပွေနေပြီးတော့ဟင်းစားတွေနဲ့မတတ်မပြတ်စားနေတော့နှိုက်လှူတာမဟုတ်ဘူးတဲ့ဗျို့ဘယ်လိုလှူရမလဲဆိုတော့စားရဲလှူပုံလေးနားထောင်သွားကြသမီးစားတော့မဲ့ကြံကလေးကတပိုင်းကိုတန့်ထားပါတဲ့ဗျဟိုဘက်မိမိဘက်ကသမင်းကိုစားမဲ့ကြရင်ဟိုဘက်တပိုင်းကိုတန့်ထားလိုက်အကယ်၍များငါသမင်းစားနေတော့အလှကံပုဂ္ဂိုလ်ကြွရင်လှူနိုင်အောင်လို့တမင်တက်တန့်ထားအဲ့ဒီလိုတန့်ထားလို့ကိုကဟင်းစားဟင်းနာဒီဘက်သာရှိတယ်ဟိုဘက်တန့်ပြန့်တပိုင်းတန့်ထားသဖြင့်သမင်းစားနေတဲ့ချိန်ခါမှာတန်ဃာတော်ကြွလာရင်တန့်ပြန့်ထားတဲ့ဟိုဘက်တပိုင်းကိုလက်ဆေးပြီးတော့ဟောတယ်လို့ပကံများလေးစောင်းပြီးတရက်လှူလိုက်ပါလှူလို့ရတယ်သဘောပေါက်တယ်လားသဘောပေါက်ပါဗျာအဲ့ဒါစားစဲသိပလားပြိဿကြီးသိပါဗျာကလေးတွေလိုဘလဝဲနေထားတာတွေကိုအဲ့ဒါကြီးတွေထဲလှူတာမဟုတ်ဘူးအဲ့ဒါမျိုးတော့ရွတ်တဲ့ဘုန်းကြီးတွေလည်းမစားဘူးစားစဲလှူပုံလေးပြောတာတန့်ပြန့်နဲ့ဗျာစားကြတဲ့ကိုကစားနေတော့လှူနိုင်အောင်တမင်တက်တန့်ထားတဲ့စားစဲသဘောပေါက်လားပြိဿသဘောပေါက်ပါဗျာဒါစားကျွင်းကိုပြောကြအောင်ဆိုစားကျွင်းဆိုတာပကံများတဲ့သမင်းတွေစားပြီးတော့တလုံးတဆုပ်ကလေးကိုကြမ်းနေတာမကုန်မအဲ့ဒါဖုံးကြီးလှူတာပြောတာမဟုတ်ဘူးနော်စားကျွင်းသမင်းအိုးတဲ့သမင်းခူးကလေးကဟင်းအိုးတဲ့ဟင်းခက်ကလေးကဟင်းအိုးတဲ့ခက်တဲ့ဇွန်းနဲ့သမင်းခူးသမင်းအိုးခူးတဲ့ရောင်းမနဲ့ငပိကျော်ဒဲအိုးတဲ့မကော်ဘူးဒီလိုမျိုးတန့်ပြန့်ငါတို့မိသားစုတအိမ်လုံးစားပြီးတောင်မှတန်ဃာတော်များသပိတ်ပိုက်ပြီးကြွလာရင်တန့်ပြန့်လှူနိုင်အောင်လို့ပြမင်တက်တန့်ရှင်းချွင်းချန်ထားတာကိုအဲ့ဒါစားကျွင်းလှူတယ်တဲ့ဗျတအိမ်လုံးစားပြီးတော့လဲလှူနိုင်ပါတဲ့ဗျာသဘောပေါက်ရလားပြိဿကြီးသဘောပေါက်ပါရဲ့ဗျာဒါဖြင့်စားဥတို့စားစဲတို့စားကျွင်းတို့သိပါလားသိပါပါဗျာတချို့ကဗျာမတောက်တစ်ခေါက်ကျွတ်တို့စိတ်ဆင်းရအောင်ဟိုစကားကြီးကပေါ်လာသေးတယ်မကောင်းကြောင်းပို့တယ်မလုံးပါနဲ့ဗျာမကောင်းတာကြီးမှတော့မပို့ပါနဲ့ဝက်သားကြက်သားဘဲပေါင်းစိတ်ကင်လေးဆိုတော်သေးအခုတော့မကောင်းကြောင်းပို့တယ်အဲ့ဒီစကားကြီးဘယ်သူမှစပြောမှမသိစပြောတဲ့လူလည်းမရှိပါဘူးခုတော့မြစ်ထဲမျောသွားတော့ပါပြီတော့ဒါကြောင့်တရားနာပြိဿစားဥစားစဲစားကျွင်းငါဘုရားသည်ဒီလိုအလှခံတဲ့ကွယ်လို့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးမိန့်တော်မူတဲ့ဒေသနာကိုနာကြားရသဖြင့်ဟောစားစဲဖြစ်တဲ့သမင်းတွေကိုဆွမ်းဖြစ်တဲ့အကုန်ထလှူပါတယ်ဗျာလှူပြီးတော့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကိုကတော့မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကတော့ပုံလေးမကြီးကလည်းအဲ့ဒီချိန်ကြတော့ကတော့တယ်ပြိဿရေကျုပ်စိတ်ထဲအောင်းမိတယ်အဲ့ဒီစာဖတ်တုံးကနှစ်ယောက်စလုံးပုံနာကြီးနဲ့ပုံလေးမကြီးဟိုကုန်းပြီးရှစ်ခိုးနေတော့နှစ်ဖူးနဲ့ခြေထောက်နဲ့ကလည်းနီးနေတာတလောက်ပြင်းတဲ့ပုံလေးမကြီးဖျားမှုသာပေါ့ကုန်းရှစ်ခိုးနေတာနှစ်ဖူးနဲ့ခြေထောက်နဲ့ကလည်းနီးနေတာဒီပုံလေးမကြီးဖျားမှုသာပေါ့ကျွတ်တို့လူသာဆိုရင်ရောင်ကကလေးဖြစ်တော့ခက်လိုက်ချင်ပြင်းလုံးလို့ဟိုမပြင်းတဲ့ဒီထဲကဓမ္မကြီးတွေပြောတာမဟုတ်ဘူးနော်ဟိုပုံလေးမကြီးပြောတာအဲ့ဒီလိုတရားနာပရိသတ်မြတ်စွာဘုရားကိုယ်တော်မြတ်ကအဲ့ဒီချိန်ခါမှာတရားဟောတော်မူပါတယ်မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးဟောကြားတဲ့ဒေသနာတော်ကသံဃာသောနာမရူပသမေယတနတ္ထိမမဟိတံလို့သူတို့ရဲ့ဥပနိဒေယကိုကြည့်ဟောတယ်သူတို့ရဲ့ဥပနိဒေယကဘာလဲလို့ဆိုတော့ကျွတ်တို့ကတ္တဗဘုရားလက်ထက်ကပြည်သားကြီးဘုရားလက်ထက်ကတော့က
ကဘာဘာမြတ်စွာဘုရားကိုတော်မြတ်ကြီးလက်ထက်တော်ကဒီပုံနာကြီးနဲ့ပုံသွင်းမလင်မယားနှစ်ယောက်သည်တန်ဃာတော်အရှင်မြတ်များဟောကြားတော်မူတဲ့နာယုတ်ဆိုတဲ့ဝိပဿနာတရားကိုအကျယ်တစ်ဖြင့်မနာကြားရတော့လည်းပဲနာနဲ့ယုတ်တော့သူတို့သိခဲ့အကျယ်ချက်ပြီးသူတို့နားမလဲခဲ့ဘူးနာယုတ်ဟောဒီနာနဲ့ယုတ်ပဲသူတို့ကြားခဲ့အဲ့ဒါလေးကိုစီးဖြန့်ပွားများခဲ့တဲ့ဥပနိကယကြောင့်ဘုရားကိုယ်တော်မြတ်ကဒီကဲ့သို့ဟောကြားလိုက်တဲ့အချိန်ခါမှာနာယုတ်ပြီးတကယ်လုံးကြတော့နာလည်းမမြဲယုတ်လည်းမမြဲပြည့်စည်ကြရမှာပါလားနာနဲ့ယုတ်ကြောင့်လူရလည်းဖြစ်လာသည်တတ္တဝါဖြစ်လာသည်လည်းဖြစ်လာသည်တတ္တဝါရလည်းဖြစ်လာသည်ဒီဖြစ်လာတဲ့တတ္တဝါအနန္တသည်တနေ့ကြတော့ပြည့်စည်ရမှာပါလားလို့အဲ့ဒါလို့စီးဖြန်းလာခဲ့တော့ပိဋကကြီးပြည့်စည်ရမှာပဲလို့ကြိုသိထားရင်ပြည့်စည်သွားတဲ့ချိန်ခါမှာပူပင်မှုရှိရလားပြုဘယ်ရှိပါလဲပိဋကငကိုယ်လေးကမှပြည့်စည်လိမ့်မယ်လို့သိထားတာကိုဉာဏ်နဲ့သိမှနော်ကိစ္စဘာနဲ့သိမှတော့ဉာဏ်နဲ့သိပါပါခင်ဗျားတို့အခုဉာဏ်သိတော့မဟုတ်ပါဘူးအိုးတဲ့လူဖြစ်လာသေးရမှာပဲဝိညာဉ်သိပါဇတ်သိပြောလိုက်တဲ့ပါဇတ်ကအနိစ္စလူတယောက်တွေမှာအတုပရှင်တယ်ကိုယ်အတုပမှမသိဘူးပိဋကကြီးခင်ဗျားတို့ကြုံနေမယ်လူတွေမှာအတုပလားဒီပိဋကကြီးအကုန်လုံးအတုပလားကြုံပြောလားအကုန်လုံးအတုပဆိုတာဘာလို့ဆိုတော့တချို့ကလေးတွေကပြောသေးတယ်မသာတဲ့ဒီမှာလူတွေမှာမသာကြီးအတုပထင်နေတာကိုပိဋကရဲ့ဘုရားကိုယ်တော်မြတ်ကအတုပဆိုတာကမတင့်တယ်ဘူးလို့ဟောတယ်ခန္ဓာကြီးရလာတဲ့ကဘုရားကိုယ်တော်မြတ်ကတင့်တယ်လို့ဟောအဲ့လိုကျွတ်တို့ခန္ဓာကိုယ်ကြီးကိုမတင့်တယ်ဘူးလို့ဟောတော့ဒီပရိသတ်ကြီးအကုန်လုံးအတုပဆိုတာများနာသလားပရိသတ်ခင်ဗျားတို့လည်းအတုပဘုန်းကြီးလည်းအတုပကျုံဖေးထိုင်းနေတဲ့ကိုယ်တော်လေးတွေလည်းအတုပသူတို့လည်းခြံထားလို့မဖြစ်ဘူးနော်အကုန်လုံးအတုပမတင့်တယ်ဘူးတဲ့ဘုရားကမတင့်တယ်ဘူးဟောတာကိုခင်ဗျားတို့ကျွတ်တို့ကတင့်နေတဲ့ထင်နေအဝတ်ကောင်းစားကောင်းလေးဝေ့လိုက်တော့ပရိသတ်ကြီးမြေကြီးပေါ်ထိုင်ရလားထိုင်ပါဘူးအဝိစုပ်ကလေးနဲ့ကြတော့မြေကြီးပေါ်လည်းထိုင်တယ်မှိတ်ပုံပေါ်လည်းထိုင်အဝတ်ကောင်းလေးဝေ့လိုက်တော့ထိုင်တော့ဖျားပေါ်တောင်တင်ပြူးလေးခင်မှာတင်ပြူးပေါ်တောင်ကော်စောနဲ့မှာကော်စောပေါ်တောင်မှု့ရနဲ့မှာမဲဒီထဲကိုလေဟိုပြာတွေထဲထိုင်ပြီးတော့ထသွားပြီးခင်ကလေးခံလိုက်တာအဝတ်တစ်ကလေးဝေ့ထားတော့ငါမတင့်မတယ်ဖြစ်ကုန်တော့ဟဲ့တဲ့ငကိုယ်လေးတော့မတင့်တယ်လို့တဲ့ခန္ဓာကိုယ်ကြီးဒါကိုစောကောင်းဝေ့လိုက်တော့တင့်တယ်လို့ထင်ပြီးတော့ခင်ဗျားတို့ကျွတ်တော့အတုပကိုဉာဏ်မြင်မမြင်ဘူးသေမကမြင်တယ်မှန်လားဘုန်းကြီးပြောတာမှန်ပါဗျာဒါကြောင့်တရားနာပိဋကကြီးအဲ့ဒီကဲ့သို့ဘုရားကိုယ်တော်မြတ်ကဟောကြားတော်မူတဲ့နာယုတ်ကိုသိသဖြင့်မတင့်တယ်ဘူးတနေ့သေမှာပဲပျက်စီးမှာပဲလို့သိထားသဖြင့်သိသွားတဲ့အချိန်ခါမှာပူပန်လေကလားပိဋကအဲ့ဒီလိုမပူပန်တော့နာယုတ်တရားနှစ်ပါးနဲ့ပတ်သက်တဲ့တရားကိုမြတ်စွာဘုရားဟောလိုက်တာကြည်တရားနာပိဋကပုံနာကြီးနဲ့ပုံနေမကြီးဖြည်းဖြည်းနာဟောပါမယ်ဒီနှစ်ကျုပ်၄ချိန်လောက်ဖြားတယ်ခါတိုင်းတစ်နှစ်တုတ်ကွေးတစ်ချိန်ပဲကွေးတယ်ဒီနှစ်၄ချိန်ဖြား၄ချိန်ဖြားဆိုကျုပ်အင်းလေးသွားတရားဟောတယ်လေအင်းလေးထဲမှာဟိုဆက်လေတွေစီးပြီးတော့အေးမိလာပြီးတော့ငှက်ဖြန်းပါလာအင်းလေးမှာလည်းပရိသတ်ကစီးတယ်တနေ့တည်းသုံးပွဲဟောရကျောင်းကြီးတွေကနဲတဲ့ကျောင်းကြီးတွေမဟုတ်ဘူးပရိသတ်ထောင်ချီဆန့်ပရိသတ်ကများလုံးတော့တို့ကျောင်းကြီးကကျွံရောပြုကျောင်းကျွံသွားတယ်ကျန်ဒီကနာမည်ကြီးတဲ့ကျန်ဒီကဆရာတော်ကြွလာတာဘယ်တော့မှမစီတဲ့ပရိသတ်မျိုးစီယုံနေမကကျောင်းပြိုတော့ကွာကျောင်းပြိုတော့ကွာမပြိုပါဘူးကျွံယုံကျွံတာပါဟဲ့ရွာမှာကျောင်းကြီးနောက်ရွှေကျောင်းအထက်ထအောက်ထပြည့်ပြုတ်အောက်ဆင်းကလေးကပြီးတယ်ဒီကျောင်းတော့ကျွံမှာမြေမာတော့ဆောက်တာမဟုတ်ဘူးရေထဲဆောက်တဲ့ကျောင်းကြီးတော့ပြည့်ဆိုအဲ့ဒီထုတ်လန့်သွားတယ်တရားဟောတဲ့ဘုန်းကြီးမလိမ္မာဘူးဘယ်နေရာဝင်ရထိုးမောက်ရမလဲလို့နေရာလျှောက်ရှာကျုပ်ထိုင်တဲ့ပလင်ကအမြင့်ဆုံးတကယ်လို့ပြုတ်ရင်ထိချင်းထိကျုပ်ရင်ထိမှာကျုပ်ကအမြင့်ကြီးကိုအဲ့ဒီတင်တရားနာပြေးတာပထမတစ်ချိန်တော့ကိစ္စမရှိဘူး
နောက်တစ်ချိန်ကြောင်းကြီးအောက်ကရက်မာတွေခါးပန်းတွေတန်တွေကျွတ်ပြီးအဲ့သွားတော့အောက်ကပြေးတတ်ကဝုန်းနဲ့တအားထားပြီအပြေးလိုက်ကြောင်းကြီးတုံတယ်ဝုန်းနဲ့ကြောင်းကြီးတုံသွားဘာမှမဟုတ်ဘူးပြေးတတ်တာမခံနိုင်တာကျုပ်လည်းပြေးတတ်ကိုမနေသေးဘူးကွာ